မင်္ဂလာပါနော်မိုးဒီနေ့ပြပြချင်တာပေါ့နော်မိုးထဲမှာမှတ်နာတဲ့ဒီအိမ်နောင်တဲ့ယောက်ျားတွေမိန်းမတွေမှာလူစင်တဲ့လူရန်စားတက်ကတတ်ရှိတယ်ဆိုမှတ်နာဟုတ်တယ်အဲ့ဒါအမှန်ပဲသူတို့တွေကလေလူပြိုလူလွတ်ကိုလုံးဝမလို့ချင်ဘူးသူတို့ဟာလေအိမ်တောင်ကြပြီးသားဒူကိုမှသူတို့လူချင်တာရှိကိုရှိတယ်အဲ့ဒါဘာဘယ်လိုလူများတွေလဲဆိုတော့လေဘယ်လိုလူမျိုးတွေဆိုတော့သူတို့ဟာမိသားစုထဲမှာအစင်မပြေမှုတွေနဲ့ကြီးထွားလာတဲ့သူဘာအဆင်ပြေစိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေနဲ့ကြီးထွားလာတဲ့သူမျိုးနော်သူဟာအပေကံဘဝနဲ့နေလာရတဲ့သူမျိုးဒါဆိုရင်တို့ကဘယ်သူတွေကိုသဘောကျလဲဆိုရင်တာယာဘီသားအိမ်အောင်ကြီးတွေကိုသဘောကျတယ်အဲ့တော့ကြောင့်တို့ကငါတို့ကတော့လူပြလူလေးလေးကိုယူပြီးရင်ငါတို့ဒီတာယာတဲ့အိမ်အောင်လေးထိထောင်လိုက်မယ်ဆိုတဲ့စိတ်မရှိဘူးတို့ကကြတော့ဒီအိမ်အောင်ကြပြီးသားအမျိုးသားအမျိုးသမီးတွေကိုတို့အရန်လို့ချင်တယ်အဲ့ဒီလိုတာယာမှုကိုတို့ရချင်တယ်အဲ့ကြောင့်မို့လို့ပဲတို့ကဒီအိမ်အောင်ရှိပြီးသားလူတွေကိုဘယ်လိုပြောရမလဲတွားပြီးတော့ပေါ့နော်ပတ်သက်တာမျိုးတွေရှိတယ်အဲ့လိုတွားပြီးပတ်တိုင်ကွယ်ဘယ်သူမှဆိုပေါ့နော်တီဘယ်လိုပြောမလဲတီလာတမာရီတအားကိုခိုင်မြဲတဲ့သူတွေဆိုရင်တော့တမျိုးပေါ့အဲ့လိုမှမဟုတ်တွားဆလိုက်တာနဲ့ပါသွားတဲ့သူမျိုးဆိုရင်တော့ဟုတ်ပြီပဲပေါ့အဲ့တော့ဘာဖြစ်လာလဲဆိုရင်အပြိုလူပြိုတွေနဲ့အိမ်အောင်တွေနဲ့ဖြစ်တယ်ဆိုတဲ့ဇလန်းလေးတွေဖြစ်သွားကြတာပေါ့ကွယ်နော်အဲ့တော့မိုးပြောချင်တာကတော့ဒီဘဝမှာတော့ကိုကအစစ်မပြေမှုတွေနဲ့နေလာရရင်နောက်ဘဝအထိတော့ဒီလိုအစစ်မပြေမှုတွေကိုထပ်ပြီးတော့စိုက်ပြီးမသွားနဲ့တော့လေနော်အဲ့တော့အရင်ဘဝအကုတူတွေနဲ့ကြီးပါပေါ့နော်အကုတူတွေများကြလို့ဒီဘဝမှာတော့ဒီလိုပေးဆက်မှုတွေများနေရဆိုဒီဘဝမှာကောင်းတာလေးတွေပဲလုပ်စီကြပါတယ်အဲ့တော့မိုးပြောချင်တာကလူပြိုလေးတွေအပြိုလေးတွေပေါ့နော်မိကောင်ဖခင်သားသမီးဆိုရင်အိမ်တော်တွေကိုခြောင်ကြပါလို့ပဲမိုးကပြောချင်ပါတယ်ရှင်